မင်္ဂလာပါ ကိုဘာလို့ပါစတက်ကြီးကတ်တာ ။အော် तू อ่ะလား तू အမှန်တရားကြီးရန်ပြောလုံးအားကြီးလို့လေ dead order လုံးအားကြီးလို့ customer နဲ့ရန်ဖြစ်မှာဆိုတော့ကျွန်တော်ပိတ်ထားတာ ရတယ်ကိုရတယ်ခွင့်ပေးလိုက်ကျွန်တော်အမှန်တရားကိုလက်ခံနိုင်တယ်ခွာပေးလိုက်ပါ ။တေးကြရနော် ရတယ်ကိုခွာပေးလိုက်ပြင်ပြင်သူနဲ့ပဲဂိမ်းကူလိုက်မယ်ဒီနော်မလေးကို GTA 5လေးကူပေးပါ ဒီ laptop ဆောက်ဆုံး GTA 5မပြောနဲ့ plan 5ဆိုပြီးဆိုရင်တော့မှဖြစ်နေမှာမရအောင် ဟောအေးပါရတာပဲကူပေးလိုက်နော်မလေး FC26 ကဈေးဘယ်လောက်ရှိလဲ အဲ့ဒီလေးစက်သူက farm မထွက်တော့ဈေးတက်တာလို့ဆိုရင်ကောင်းဆိုရင်တသိန်းဝန်းကျင်လောက်ရှိ တသိန်းတော့ညားလိုက်တာ ဘယ်ခင်မှနေနေရတော့ဒေါ်လာဈေးကိုလည်းကြည့်အောင်လေအရင်လို1500ပဲမှတ်တယ်အခုကမှ coffee ဝတ်ထုတ်တော့မှ900ဖြစ်နေပြီလေခုနားဒီနာသွားတော့မှကားကတောင်းဝင်းချင်းအမေတော့900မရှိရင်တော့မှစမကောင်းတော့ဒီကြားရဲ့အလက်ခင်ကတလား2သိန်းတောင်မပြည့်အောင်ပေး ရောက်ညီလေး game ကူးတာရပြီနော် game ကူးတာပြီးပြီ မလေးကိုစက်နဲ့ဘာ online game ဆော့လို့ရတယ် online တက်ပြီး game ဆော့တဲ့ကောင်မလေးရှိရင်ဒီလူဆော့ကျင်လို့ပါ အခုဆက်ဆုံးနေ online တက်ဖို့နေနေတာ Chrome ဖွင့်ရင်တော့မဟန်နေတာဘာမှဆော့ ဆော့ကျင်တာတဲ့ကောင်မလေးရကျင်လို့ပါနေရာလဲအားကြီးနဲ့ အဲ့ဆိုလေကောင်းမလေးရရင်လေအပြင်မှာမတွေ့နဲ့နော်အခုရုပ်မိပြီး game လောကနေတာအနိုင်တော့ပါစေလို့ game ကပြီးပြီနော်ရပြီနော် ဘယ်လောက်ကြလဲမလဲ 2000ပါ ကိုခေပေးနဲ့ပေးမယ်နော် 2000နဲ့ကို TV နဲ့လွှဲအောင်ပါလားအပြင်ထွက်တာခက်ချင်တာထောင်မပါပဲနဲ့ဘာလာလောက်တာလဲဒီကြီးရလိုချင်သေးရတယ် ရပြီကိုနောက်ကပါဇက်ပိတ်ဖို့တိတ်လို့နေကျွန်တော်ခေါ်လိုက်နော် ညီလေးကိုအားနာနေတာ တော့လူကုန်လိုက်လာဖို့ပဲမယ်နော်ဟုတ်နော် အေးညီလေးတရအေး တိတ်ကုန်လိုက်ခေါ်လိုက်နော်